ဒီအပိုကြီးကအရေးအသွေးမြင့်တဲ့ကောင်းရင်းဆန်10ကီလိုဂရမ်ကိုမြေအိုးကြီးတဲ့ကိုလောင်ထည့်လိုက်ပါတယ်ပြီးနောက်အိုးတဲ့ကိုရေကြီးဒီကိုအပိဖြည့်လိုက်ပါတယ်ဆန်တွေကို12နာရီကြာအောင်ရေစိမ်ထားလိုက်ရအောင်နော်အချိန်ပြေးသွားတဲ့အခါမှာတော့စိမ်ထားတဲ့ဆန်တွေကိုဝါးနဲ့ရက်ထားတဲ့စကားအေးတဲ့ကိုဂယုတစိုက်နဲ့ခတ်ထည့်လိုက်ပါတယ်ဆန်တွေထဲကရေတွေအကုန်ဆက်သွားအောင်တေချာလေးစေကြောပေးရမှာမယ်အိုးထဲမှာရှိတဲ့ဆန်တွေကိုစကားနဲ့ခတ်ထုတ်နေတာကိုလည်းတွေ့ရမှာပါပြီးရင်တော့မီးဘိုးထဲမှာထင်းချောင်းလေးတွေကိုစုပုံလိုက်ပါတယ်မီးကိုတောက်တောက်လောင်အောင်စထည့်မွေးလိုက်ပါတယ်စေကြောပြီးသားကောက်ညမ်းဆန်တွေကိုဝါပေါင်းချောင်းထဲကအဝတ်ဖြူလေးပေါ်ကိုတေချာဖြန့်ထည့်ပေးရမှာပါဆန်တွေကိုလက်နဲ့အသားအရာဖြန့်ခင်းပေးလိုက်ပါတယ်ဝါပေါင်းချောင်းကိုအစင်းစင်းဆင်ပြီး2နာရီကြာအောင်ပေါင်းပေးလိုက်အောင်နော်အဲ့ဒီအချိန်မှာတဆေးလုံးလေး120 grams ကိုမြေအိုးလေးတွေထည့်လိုက်ပါတယ်အမုံဖြစ်သွားအောင်ငရုပ်စုံနဲ့တေချာလေးထောင်းပေးလိုက်ပါတယ်ပေါင်းပြီးသားကောက်ညင်းဆန်တွေကိုအပူချိန်40 ဒီဂရီလောက်အထိအေးသွားအောင်ခဏစောင့်ပေးရပါမယ်ဆန်တွေအေးသွားပြီဆိုရင်တော့အဝတ်လေးနဲ့ထုတ်ပြီးမြေအိုးအနီလေးတွေကိုပြောင်းထည့်လိုက်ပါတယ်ပြီးတော့ကြိုချဲ့ပြီးသားရေအေး9ကီလိုဂရမ်ကိုဆန်တွေကိုလောင်ထည့်လိုက်ပါမယ်ခုနကထောင်ထားတဲ့တဆေးမှုတွေကိုလည်းဆန်တွေအပေါ်ကနေအနက်ဖြူပေးလိုက်ရအောင်ပါဒီလူကြီးကလက်အိတ်ဆွတ်ပြီးကောင်းရင်းဆန်တွေနဲ့တဆေးတွေတမားသွားအောင်တေချာနဲဖတ်ပေးနေတာဖြစ်ပါတယ်အားလုံးတမားသွားပြီဆိုရင်တော့ရောင်နာနဲ့အလဲမှာအပေါက်လေးတစ်ခုဖောက်လိုက်ပါတယ်အိုးကိုပလတ်စတစ်စားနဲ့တေချာအုပ်လိုက်ပါတယ်ပြီးတော့အပေါ်ကနေအဝတ်ဖြူလေးနဲ့ထပ်ပိတ်လိုက်ပါတယ်အိုးအဖုံးကိုပိတ်ပြီးစံကားရဲ့ကြာအချင်းဖောက်ထားလိုက်ပါတယ်ဆောင်းရသည့်ရဲ့အေးမြတဲ့အခြေလေးတွေကုံဆုံးသွားပြီးတဲ့နောက်မှာတော့အိုးအဖုံးကိုပြန်ဖွင့်လိုက်ပါတယ်အချင်းပေါက်လေးတဲ့စံတွေကိုဂျုံအညောင်မုံ1000 grams ကိုအပေါ်ကနေထပ်ပြီးထည့်ပေးရမှာပါဒုတိယအချင်းလေးနဲ့ရေအေး10 ကီလိုဂရမ်ကိုလည်းထပ်ပြီးလောင်ထည့်ပေးလိုက်ပါဦးမယ်အားလုံးကိုတမားသွားအောင်ရောင်မအရှိကြီးနဲ့တေချာမွေးပေးနေတာကိုတွေ့ရမှာပါဒီလူကြီးကအိုးထင်းတော်ရှိတဲ့ကောင်းကျန်းဖတ်တွေကိုရောင်မနဲ့အထက်အောင်တေချာနှက်အောင်မွေးပေးနေတာဖြစ်ပါတယ်ပြီးရင်တော့အိုးအဖုံးကိုပြန်ပိတ်ပြီးနောက်ထပ်15ရက်ကြာအောင်ဒုတိယအချင်းဖောက်ပေးရမှာပါပထမဆုံး10ရက်အတွင်းမှာတော့နေတိုင်းအဖုံးဖွင့်ပြီးတစ်ချိန်စီမွေးပေးဖို့လိုပါတယ်နော်နင်းတွေကြားတဲ့ဆောင်းရာသီအကုန်မှာတော့ဝိုင်းရည်တွေကအသင်ဖက်နေပါပြီအချင်းပေါက်သွားတဲ့အရည်တွေကိုပန်းကန်းလုံးနဲ့ခတ်ယူလိုက်ပါလေပြီးတော့အဝတ်ဖြူတန်တန်လေးခံထားတဲ့စကားတွေကိုဂယုဒီဇိုင်းနဲ့လောင်းထည့်လိုက်ပါတယ်ဒီလိုမျိုးတစ်ခွက်ချင်းစီခတ်ပြီးတော့အဝတ်နဲ့တေချာစစ်ထုတ်ပေးရမှာဖြစ်ပါတယ်စစ်ထားတဲ့ဝိုင်းရည်ကြီးတွေကိုကြွေအိုးအမယ်လေးတွေကိုကတော်လေးခံပြီးလောင်းထည့်ပေးလိုက်အောင်ပါဝိုင်အိုးကိုရေနွေးထည့်ထားတဲ့အင်တုံကြီးတွေကိုထည့်လိုက်ပါတယ်မီးဘိုထဲမှာမီးကိုအရှိန်အဟုန်နဲ့တောက်အောင်ထပ်ပြီးမွေးလိုက်ပါတယ်အပူချိန်90 ဒီဂရီအထိ15မိနစ်ကြာအောင်အပူပေးပြီးပို့တတ်ပြရပါမယ်အပူပေးပြီးသွားရင်တော့အိုးအဖုံးကိုတေချာပိတ်လိုက်ပါတယ်အပေါ်ကနေအဝတ်နေလေးနဲ့အုပ်လိုက်ပါတယ်ဖဲကျွေးဝါလေးကိုတုံးပြီးလွတ်လပ်ပပလေးချီနှောင်လိုက်ပါတယ်ဒီဝိုင်အိုလေးကိုချောင်းလားကနေ3နှစ်အထိကြာအောင်တေချာတင်းစီထားရမှာဖြစ်ပါတယ်အချိန်လေးအကြာကြီးစောင့်ဆိုင်ပြီးတဲ့နောက်မှာတော့အိုးအဖုံးကိုဖွင့်လိုက်ပါတယ်အိုးထဲကနေရွှေဝါရောင်တန်းနေတဲ့ဝိုင်ရည်ကြီးလေးတွေကိုပန်းကန်းလုံးထဲကိုလောင်းထည့်လိုက်ပါတယ်အရသာရှိပြီးမွေးပြန့်နေတဲ့ကောင်းငင်းဝိုင်လေးကိုရရှိပြီးဖြစ်ပါတယ်